Today Sunday in my cooking vlog ပါဒီမှာပစုံ grade ထားတဲ့ချက်သားကိုကျိုးနှက်ထားရပါတော့ပြီးတော့ဒီမှာ sausage ကိုပြုတ်ပြီးတော့ပြန်ကြော်မယ်ဒီကတော့ဒီ mutton ပေါ့နော်ဗစိတ်သားကြောက်ပြန်ပြီးတော့မှုရမယ် and then တမတိတုံးမယ်ဒါက fruits ရဲ့တချို့တော့ veg တချို့တော့ကိုsoup လုပ်တာနဲ့ gravy or sauce နေနဲ့စားမှာပါညာဘက်ဆိုတော့ထမင်းတော့မစားပါဘူးမနက်စားနေ့လယ်စားတော့နည်းလေးတစ်ချက်စားရပါတော့ကဲကြည့်အောင်နော်တန်ရန်စီလေးနည်းနည်းထဲပါမယ်တစ်စိတ်ကတော့ natural ပါတန်ရန်စီလေးကိုတောက်မယ်ပေါ့နော်အဓိကကတော့မီးနဲ့တူရမှာဆိုလို့ပေါ့နော်အဲ့လိုမျိုးအနံ့တုပ်ပြီးရင်တော့ထိုင်မှလေးမှတ်ပြီးရင်စားလို့ရပါပြီရှင်ရရတဲ့ကိုထည့်ပြီးပေါ့နော်အပူချိန်ကိုနည်းနည်းပဲလုပ်ပါမယ်အမှန်မှာအပူချိန်120ကို7မိနစ်မပြည့်တပြည့်လေးထားရပေါ့နော်ပြီးရင်တော့ဟိုဘက်ဒီဘက်လှမ်းပြီးတော့ထပ်ထားပါတယ်ဆိုရင်ရွတ်တဲ့ကောင်လုံးကိုရေးဆေးပါမယ်နော်ဒီကမှာပန်းအောင်စားကိုသုံးပါရနော်ဒီမှာနည်းနည်းစီပဲထည့်ထားတယ်အဆုပြန်လို့ပေါ့နော်မျိုးစေးပါလေဒီတစ်မျိုးစေးပါမယ်နော်ဒီလိုစေးပါမယ်နော်ဒီမြက်က carrot ကစေးပြီးတော့ပါပြီနော်ဒီမှာအရွေးစေးရဲ့အချိန်မှာပြုတ်ထားတာလေးလည်းရေးစက်ထားတယ်ဒီဘက်က grate ထားတယ်ပြီးတော့ရေပေါ့နော် carrot ကတော့ဖြော်ပဲဖြော်လိုက်ပါမယ်နော်ခြေပြီးထည့်ရပါတယ်ဖတ်တယ်ပဲဆိုတောက်ရတာတစ်မျိုးဖြစ်မှာဆိုလို့ပေါ့နော်ဒီလိုမျိုးကြိတ်ပြီးတော့ဖမ်းလေးလေးရဲ့တစ်ခါလေးထည့်ပါမယ်အားရည်လေးရဲ့တမယာလေးလေးနည်းနည်းထည့်မယ်ပေါ့နော်ဆိုရင်တော့လုံးဝကျမတို့ကညရဲ့ carrot juice ရတော့ပါပြီ lime နဲ့ honey လေးသုံးလာပါတယ်နော်တဒန်ဒီက squeeze လုပ်ရတယ်ပိုတဲ့အနှစ်ကိုဒီဘက်မှာဖယ်ရတယ်ပေါ့နော်အဲ့ဒါကိုဂျုံမုံနဲ့ snacks ပြန်လို့စားလို့ရလို့ဒီလိုမျိုး immersion soup ချက်တဲ့တဲ့ကိုထည့်မယ်ဆိုလို့ရှိရင်လည်းပဲဒီ fiber တွေရတယ်ပေါ့နော်တခုမှ waste မဖြစ်ပါဘူးကဲခုဆိုရင်တော့ carrot juice လေးရယ် lime လေးပလင်းရယ်ပေါ့နော် lime ကိုတော့ honey လေးနဲ့လှုပ်ထားတယ်စားလေးနည်းနည်းလေးထည့်ထားပါတယ်ရှင်ဒါကတော့ Sunday ရဲ့နေ့လယ်စားလေးပါ vlog အရိုက်ကောင်းတာနေ့လယ်စားဖို့ခုမှတေချာလေးစားလိုက်ပါတယ်နေ့လယ်စားပြီးတော့ပြီပေါ့နော်ညစာရဲ့လက်ဖြန်မနက်ပိုင်းနေ့လယ်ပိုင်းပေါ့နော်အဲ့ဒါရဲ့အတွက်ပြီးပါ juice ကတော့ဒီမှာ lime honey lime ပေါ့အဲ့ဒီဟာလေးလေးပလင်းရဲ့ဒီမှာ carrot juice လေးရဲ့စိတ်မလေးရဲ့အကုန်လုံးပေါ့နော် ready ဖြစ်သွားပြီဟိုကရွက်တွေဆိုရင်အစိမ်းရပေါ့နော်နည်းနည်းရမ်းလို့ကြမလို့ဆိုလို့ရှိရင်တော့ဒီမှာပန်းလေးသုံးထားပြီးတော့အရင်စားရမယ်ဒါမှမဟုတ်လို့ရှိရင်ဟင်းပြတ်သွားနိုင်တာမျိုးဆိုရင်တော့လေမွန်ရောင်လေးနဲ့ထည့်အဓိကတော့အသားကိုလေမွန်ရောင်နဲ့သုံးလာပါတယ်ဘယ်ဆိုရင်တော့ fresh ထဲမှာအားလုံးစနေတကြနဲ့ organize လုပ်ထားပါတယ်အားလုံးပြီးတော့ fryer ရဲ့ယူနွေးရဲ့အကောင်လုံးကိုတိတ်တိတ်တက်တက်နဲ့တန့်ရှင်းပြန်လုပ်ထားတယ်ဒီဟာတွေအပေါ်ဆိုတဲ့စေးထားရပါတော့ပြီးတော့ရေစစ်တာစစ်တိမ့်စရာရှိရအားလုံးတိမ့်ပြီးတော့နေရာချထားပါတယ်လိုက်ကေကတော့အချောက်ခံပြီးတော့လွန်ရေတောက်ပြီးတော့တို့လေးတိမ့်လိုက်ပါတယ်တဒဒဒန်ဒီနေ့ကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်